ဝါရင်ဇက်ပိုတရုတ်ဆောင်တူဖြစ်တဲ့ဇော်ဝင်းနိုင်မန်းကတော့ယနေ့မနက်ပိုင်းမှာပဲကွယ်လွန်သွားခဲ့ရပြီဖြစ်ပါတယ်ပရိသတ်ကြီးအားလုံးမြင်ကြပါခင်ဗျာသတင်းထူးသတင်းဦးတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကနေပြန်လဲလို့ကြိုဆိုလိုက်ပါတယ်ဇော်ဝင်းနိုင်မန်းဒီမြန်မာရုပ်ရှင်လောကတွင်ဝါရင်ဇက်ပိုတရုတ်ဆောင်တူဖြစ်လူသိများသူတူလည်းဖြစ်ပါတယ်၎င်း၏အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်၍ပရိသတ်တွေရဲ့တခဲနဲ့အားပေးမှုကိုလည်းရရှိထားသူတူလည်းဖြစ်ပါတယ်၎င်းသည်ဇာကားများသာတွင်မိသားစုတွင်အားကိုးရသည့်အဖေနေရာသို့မဟုတ်လူကြီးပိုင်းကာရိုက်တာများဖြင့်အများဆုံးပါဝင်တရုပ်ဆောင်လေးရှိသူတူလည်းဖြစ်ပါတယ်။မကြသေးမီကရိုးမဘော်ကကြားတဲ့မျက်ရည်ရုပ်ရှင်ဇာကားကြီးတွင်အရက်အမြဲတောက်တက်သောကျောင်းဆရာတူအဖြစ်ပါဝင်တရုပ်ဆောင်ခဲ့ဒီမှာလည်းပရိသတ်တွေရဲ့တခဲနဲ့အားပေးမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ဥဆောင်ရုံနာမကပဲဗိတ်သိက်မြောက်ခြင်းနဲ့တချင်းဆိုခြင်းတို့ကိုလည်းလောက်ကင်ခဲ့သူတူလည်းဖြစ်ပါတယ်။၎င်းသည်ပြောတံအမည်ရှိဇာကားကြီးတွင်စိတ်ဝင်းနိုင်ဖြစ်တရုပ်ဆောင်ခဲ့မှုမှာလည်းပရိသတ်တွေရဲ့ထပ်မံအားပေးမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။အကယ်ဒမီဆုနှင့်ပတ်သက်၍၎င်းကိုယ်တိုင်ကဆုရရှိရန်ထက်ဇာကားတိုင်းတွင်အကောင်းဆုံးဖြစ်အောင်စ조사ရန်ကိုသာအဓိကထားကြောင်းနှင့်အကယ်ဒမီဆုကိုပရိသတ်များကရစေခြင်းတော့လည်းမိမိအနေဖြင့်ခေါင်းထဲတွင်ထားရှိထားခြင်းမရှိကြောင်းအင်တာဗျူးမှတွင်အမြဲပြောဆိုလေးရှိပါတယ်။အနုပညာတက်တန်းကြာမြင့်ပြီဖြစ်တော့လဲမိမိကိုယ်တိုင်အနုပညာပိုင်းတွင်မူကြိုအဆင့်လောက်သာရှိသေးသည်ဟုနှိမ့်ချပြောဆိုလေးရှိသူတူလည်းဖြစ်ပါတယ်။ထို့အပြင်ကြော်ညာရဲကူးရေးတွေမှာလည်းဒရိုက်တာအဖြစ်အမြဲဆောင်ရွက်လေးရှိသူတူလည်းဖြစ်ပါတယ်ခင်ဗျာ။